မြန်မာရိုးရာနှစ်စန်းတည့်ရက်နေ့ဆိုတာဟောင်းနွမ်းခဲ့တဲ့အညစ်အကြေးတွေကိုစေးကြောတန့်စင်ပြီးစိတ်တစ်လူတစ်ကန်ဆက်စရာအသစ်နဲ့ဘဝကိုပြန်လဲစတင်ရမယ်နေထူးနှိမ့်မြတ်ကြီးဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်တို့လှုပ်ဆောင်လိုက်တဲ့တီးငယ်တဲ့ကောင်းမှုတစ်ခုချင်းစီဟာတစ်နှစ်တာလုံးအတွဲကန်ကောင်းခြင်းနမိတ်တွေကိုတည်ဆောင်လာပေးနိုင်ပါတယ်။ပထမဦးဆုံးအနေနဲ့နှစ်စန်းတည့်ရက်နေ့မှာမဖြစ်မနီလှုပ်ဆောင်တဲ့အချက်ကတော့မိမိတို့ရဲ့စိတ်တန်တန်ကိုကြည်လင်ထန်ရှင်းအောင်ထားရှိခြင်းပဲဖြစ်ပါတယ်။စိတ်ကြည်မှကံပွင့်တယ်ဆိုတဲ့စကားအတိုင်းမနက်ခင်းအာယုံတက်ချိန်မှာအိယာကနိုးတာနဲ့တပြိုင်နက်လွန်ခဲ့တဲ့တစ်နှစ်တာလုံးကမကောင်းခဲ့တဲ့အတိတ်တွေစိတ်ညစ်ညူးစရာတွေကိုတခြင်းရင်းနဲ့အတူမျောချလိုက်ပြီလို့နှလုံးသွင်းရပါမယ်။မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ပြုံးရွှင်တဲ့မျက်နှာထားကိုစောင့်ထားခြင်းကတစ်နှစ်တာလုံးလူချစ်လူခင်ပေါ်များစေမယ့်နမိတ်ကောင်းတစ်ခုဖြစ်ပါနဲ့။အထူးသဖြင့်နှစ်စန်းတည့်ရက်နေ့မှာဒေါသထွက်ခြင်းဆဲဆူခြင်းနဲ့စိတ်ကောက်ခြင်းတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ရပါမယ်။မင်္ဂလာရှိတဲ့စကားလုံးတွေကိုသာပြောဆိုပြီးအားလုံးအပေါ်မေတ္တာထားနိုင်ခြင်းကတင့်ရဲ့ကံစက်ခုံကိုမြင့်တင်ပေးလိုက်တာပါပဲ။စိတ်အေးချမ်းမှုဆိုတာကံကောင်းခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တာကြောင့်ဒီနေ့မှာစိတ်ကိုငြိမ်သက်အောင်ထားပြီးမေတ္တာကမ္မထံပွားများနေရပါမယ်။လူသားအားလုံးတတ္တဝါအားလုံးဘေးကင်းပါစေရန်ကင်းပါစေလို့စိတ်ထဲကရည်မှန်းဆုတောင်းနေခြင်းကတင့်ပတ်ဝန်းကျင်မှာကောင်းမွန်တဲ့စွမ်းအင်တွေကိုဖန်တီးပေးပါလေဒီနေ့မှာစိတ်ကောက်ရင်တစ်နှစ်လုံးစိတ်ကောက်ရတတ်တယ်လို့အယူရှိကြတဲ့အတွက်စိတ်ကိုရွှေ့လို့ဝင်ပါနေအောင်ပန်းလို့လန်းဆန်းနေအောင်ထိန်သိမ်းရပါမယ်မကောင်းတဲ့အာယုံတွေကိုဖယ်ထုတ်ပြီးကောင်းမွန်တဲ့ရည်မှန်းချက်တွေကိုစတင်ပုံဖော်ရမယ့်အချိန်ဖြစ်ပါတယ်မိမိရဲ့အမှားတွေကိုပြန်လည်သုံးသပ်ပြီးနောက်နှစ်မှာပိုကောင်းတဲ့လူသားတစ်ယောက်ဖြစ်ဖို့ဂတိကဝတ်ပြုရမယ်နေ့ဖြစ်ပါတယ်။စိတ်ဓာတ်ခွန်အားတွေပြေဝနေမှသာရှေ့ဆက်မဲ့ခရီးလမ်းမှာအောင်မြင်မှုတွေကိုအရယူနိုင်ပါပါ။ဒါကြောင့်နှစ်စန်းတရက်နေ့ရဲ့နနက်ခင်းဟာတင်းဘဝအတွက်အသက်တဖန်မွေးဖွားခြင်းလို့မှတ်ယူပြီးအကောင်းမြင်စိတ်နဲ့စတင်လိုက်ပါ။တကဘာလုံးအေးချမ်းပါစေကျွန်ုပ်လည်းအေးချမ်းပါစေဆိုရဲဆုတောင်းတန်တွေဟာတင့်ရဲ့ကံကြမ္မာကိုပြောင်းလဲစေနိုင်ပါနဲ့။နေ့ရက်တိုင်းမှာစိတ်ကြည်လင်ဖို့ဆိုတာမလွယ်ကူပေမဲ့နှစ်စန်းတရက်နေ့မှာတော့အထူးတတိထားပြီးကြင်ကြံရပါမယ်။ဒါမှသာလာမယ့်365ရက်လုံးမှာတင့်စိတ်ဟာတည်ငြိမ်ပြီးပျော်ရွှင်မှုတွေနဲ့ပြည့်နှင့်နေမှာဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့တက်ကြီးရွယ်အိုမိဘဘူပွားတွေကိုပူဇော်ကြော့ခြင်းနဲ့ခေါင်းစိတ်မင်္ဂလာပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ဒါဟာမြမယဉ်ကျေးမှုရဲ့အနှစ်အသာရှိဆုံးနဲ့မင်္ဂလာအရှိဆုံးလောက်ရတစ်ခုဖြစ်ပါတယ်။မိဘဆိုတာအိမ်ကဖေရားဖြစ်တယ်လို့ဘိုးဘွားတွေရဲ့ဆုတောင်းမေတ္တာဟာတင့်ရဲ့ဘဝခရီးလမ်းမှာလာမယ့်အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အကြီးမားဆုံးအကာအကွယ်တွေဖြစ်လာပါလိမ့်မယ်။သူတို့ရဲ့ခြေသေးလက်သေးတွေကိုညှက်ဖေးတာရေမွေးနံသားရည်တွေနဲ့ခေါင်းစည်းပေးတာတွေလှုပ်ဆောင်ရင်သူတို့ရဲ့စိတ်ကိုချမ်းမြေ့အောင်ထားပေးပါ။လူကြီးသူမတွေရဲ့ရင်တွေကလာတဲ့တာရုခေါ်တဲ့နဲ့နှစ်စင်းစုတောက်စကားတွေဟာတင့်အသက်ဘယ်အရာနဲ့မှမလဲနိုင်တဲ့ယတနာတွေပါပဲ။ဒီလိုဝတ္တခြေပွဲနဲ့သားသမီးမြင်းမြစ်တယောက်ကိုလောကနှမင်းတွေကစောင့်ရှောက်တတ်ကြပြီးတစ်နှစ်ပတ်လုံးဘေးအန္တရာယ်ကင်းဝေးစေမှာအမှန်ပဲဖြစ်ပါတယ်။မိဘကိုပြုစုရတဲ့ကုသိုလ်ဟာချက်ချင်းလက်ညှအကျိုးပေးတတ်တဲ့ကုသိုလ်မျိုးပါ။သူတို့ရဲ့ပါးပြင်ပေါ်မှာအပြုံးတွေဟာတင့်ရဲ့ဘဝအောင်မြင်မှုလှုပ်ရွယ်ချက်တွေဖြစ်လာပါလိမ့်မယ်။ခေါင်းစည်းပေးခြင်းဟာလည်းဘေးပရာဝေးကွာပါစေတက်ရှိချမ်းသာပါစေလို့ရည်မှန်းပြီးပြုလုပ်ပေးပါ။စိတ်ရင်းမှန်တဲ့ကာဝရတရားဟာတင့်ရဲ့မာနာမတ်တွေကိုလော့ချစေပြီးသူတစ်ပါးအပေါ်ဂျင်နာတတ်တဲ့စိတ်ဓာတ်ကိုမွေးမြူပေးပါတယ်။အိမ်တိုင်းမှာအဘိုးအဖွားတွေကိုမိဘတွေကြော့ကြတဲ့မြင်ကွင်းဟာကြည်နူးရအကောင်ဆုံးပါ။ဒီကုတူဟာတင့်ရဲ့ဖုံးကန့်ကိုကြီးမားစေပြီးလူအများရဲ့လေးစားချစ်ခင်မှုကိုရရှိစေပါတယ်။အနန္တ၅ပါးထဲမှာပါတဲ့မိဘကိုပူဇော်ခြင်းဟာအမျက်ဆုံးသောပူဇော်ခြင်းပါပဲ။သူတို့စီကရတဲ့ဆူတောင်းစကားတွေဟာရှေ့လောက်ကြုံတွေ့ရမယ့်အခက်အခဲတွေကိုတွန်းလှန်ပေးမဲ့လက်နက်ကောင်းတွေဖြစ်လာပါလိမ့်မယ်။မိဘတွေစိတ်ချမ်းသာအောင်ထားနိုင်တဲ့လူဟာဘယ်တော့မှမစင်ရဲဘူးလို့လူကြီးတွေဆုံးမလေးရှိပါတယ်။ဒါကြောင့်နှစ်စန်းတရက်နေ့မှာမိသားစုစုံစုံလင်လင်နဲ့လူကြီးသူမတွေကိုပြုစုယူရခြင်းဟာတင့်မိသားစုအတွက်ကံကောင်းခြင်းဝင်ပေါက်ကြီးတစ်ခုဖြစ်ပါတယ်။နှွေးထွေးတဲ့မိသားစုမေတ္တာတရားတွေနဲ့အတူနှစ်စိတ်ကိုစတင်ခြင်းဟာတစ်နှစ်တာလုံးအတွက်စိတ်သက်ခွန်အားတွေကိုအပြည့်အဝရရှိစေမှာပါ။တတိယအချက်အနေနဲ့ကတော့ဇီဝိတဒါနငါးလွတ်ခြင်း
နားလွတ်ခြင်းနဲ့တရိษံလေးတွေကိုဘေးမဲ့ပေးခြင်းဖြစ်ပါတယ်။ဒီဘေးကနေကယ်တင်လိုက်တဲ့တရိษံလေးတွေရဲ့အသက်ဆက်ရှိကြရသွားတဲ့ပီတိဟာတင်းစီကိုကျမ်းမာရေးကောင်းခြင်းနဲ့အသက်ရှည်ခြင်းဆိုတဲ့ကံကောင်းခြင်းတွေအဖြစ်ပြလဲရောက်ရှိလာမှာဖြစ်ပါတယ်။ကိုကျင်စာတရားဆိုတာနှစ်စိရဲ့အလှဆုံးအစဉ်တန်ဖြစ်လို့အခြားအသက်တွေကိုငဲ့ညာခြင်းဟာတင်းရဲ့ကံလန်းချောင်းကိုဖြောင့်တန်းစေပါတယ်။တရိษံလေးတွေရဲ့အသက်ကိုကယ်ဆယ်ရတဲ့အတွက်တင်းမှာရှိနေတဲ့ယောဂဝေဒနာတွေကင်းဝေးစေပြီးဘေးဥပါဒ်တွေကနေလွတ်မြောက်စေပါတယ်။လောင်ရည်ထဲကငှက်လေးတွေကံထဲကငါးလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါသူတို့လေးတွေရဲ့ပျော်ရွှင်မှုကိုကြည့်ပြီးတင်းစိတ်ထဲမှာလည်းအတိုင်းမသိကြည်နူးမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။အဲ့ဒီကြည်နူးမှုပီတိဟာတင်းရဲ့သွေးသားတွေကိုတန်ရှင်းစေပြီးရုပ်ဆင်းအင်္ဂါကိုလည်းလောက်ပါစေပါတယ်။တိရစ္ဆာန်လေးတွေမှလည်းခံစားချက်ရှိတယ်။သူတို့လည်းအသက်ရှင်ခြင်းကြတယ်ဆိုတာကိုနားလည်ပေးခြင်းဟာတင့်ကိုပို့ပြီးလူသားဆန်စေပါတယ်။နဆန်းတရက်နေမှာပြုလုပ်တဲ့ဇီဝိတာဌာနဟာထူးခြားတဲ့အစွမ်းတက်တည်ရှိပါတယ်။တင်မင်းလေးရင်ဆိုင်နေတဲ့တတ္တဝါတွေကိုအသက်ဆက်ပေးခြင်းဟာတင့်ရဲ့ကံကြမ္မာမှာပါနေတဲ့အညံ့လေးကိုချေဖြတ်ပေးနိုင်ပါတယ်။ဘဝမှာအနောက်ရှတိများနေရင်လုတ်တမြအစမကေဖြစ်နေရင်ဒီလိုအသက်ကဲကုသိုလ်မျိုးကိုအလေးအနက်ထားလှုပ်ဆောင်သင့်ပါတယ်။ဒါအပြင်လမ်းဘေးကခွေးနေသည့်ကြောင်လေးတွေကိုအစာကျွေးခြင်းကလည်းမေတ္တာတရားပွားများခြင်းတစ်မျိုးပါပဲ။တတဝါအားလုံးဘေးကင်းပါစေဆိုတဲ့စိတ်ဓာတ်နဲ့လှုပ်ပြီးလိုက်တဲ့ငါးလေးတွေဟာတင့်ရဲ့ကံကောင်းခြင်းတွေကိုတည်ဆောင်လာပြီးမြဲတန်တမန်လေးတွေဖျက်လာပါလိမ့်မယ်။ဒီလိုဂယုဏစိတ်ထားရှိခြင်းဟာတင့်ရဲ့နှလုံးသားကိုနူးညံ့ပျောက်ပြောင်းစေပြီးတစ်နှစ်ပတ်လုံးဒေါသထွက်စရာတွေနဲ့ဝေးကွာစေမှာဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့အိမ်သူအိမ်သားအားလုံးစုပေါင်းပြီးတန်ကားတော်တွေကိုစွမ်းလောင်းလှူခြင်းဒါမှမဟုတ်စဒုရီတာကျွေးမွေးလှူဒန်းခြင်းဖြစ်ပါတယ်။ပြီးကန်းခြင်းဆိုတာရော့အနေသွားတာမဟုတ်ပဲပုံမပြည့်စုံလာဖို့လမ်းဖွင့်ပေးလိုက်တာပါ။ဒီလိုအများအကျိုးကိုရှီးရှူပြီးလှူဒန်းခြင်းကတင့်ကိုစီးပွားလှပပေါ်များစေပြီးဘယ်လို့မှမငတ်မပြတ်စေမဲ့ကံတရားကိုဖန်တီးပေးပါလိမ့်မယ်။စဒုရီတာကျွေးမွေးတဲ့အခါမှာလဲဘသူမဆိုလာရောက်စားသုံးနိုင်ပါတယ်ဆိုတဲ့တရားတရားထထတန်တန်နဲ့လှူဒန်းပါလူပေါင်းစုံရဲ့1 byte ကိုဖြည့်ဆည်းပေးရတဲ့ကုတုဟာအင်မတန်ကြီးမားပါတယ်။တင်ပေးခန်းလိုက်တဲ့သမီးတလုတ်ဟင်ဒဇွန်ဟာတစ်ဖက်လူအတွက်ခွန်အားဖြစ်စေသလိုတဲ့အတွက်လည်းဘဝခရီးလမ်းမှာခွန်အားတွေပြန်ဖြစ်လာစေမှာပါ။မြဝေခံစားတတ်တဲ့စိတ်ဓာတ်ဟာလူလောကကြီးကိုပုံမလှပစေပါတယ်။နဆန်းတရက်နေမှာရက်ကွက်ထဲလမ်းထဲမှာစတူဒီတာတွေကျွေးနေကြတာကိုမြင်ရတာဟာစိတ်ဓာတ်ခွန်အားတစ်မျိုးပါပဲ။အချင်းချင်းရိုင်းပင်းကုနီကြခြင်းဟာတနစ်တာလုံးတင်းပတ်ဝင်းကျင်မှာမိတ်ကောင်းဆွေကောင်းတွေပေါ်များစေမယ့်အကြောင်းရင်းဖြစ်ပါတယ်။လူဒန်းတဲ့ခါမှာလည်းပစ္စည်းဥစ္စာထက်စေတနာကပိုအရေးကြီးပါတယ်။ပါဝင်လူဒန်းတို့အားလုံးရဲ့စိတ်ထဲမှာငါလူဒန်းခွင့်ရလို့ဝမ်းသာတယ်ဆိုတဲ့စိတ်လေးထားရှိဖို့လိုပါတယ်။ဒီလိုလူဒန်းချင်းကတင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုတိုးတက်စေပြီးမမျော်လင့်ပဲလာပလာတွေဝင်လာစေပါတယ်။လူဒန်းတဲ့လက်ဟာအမြဲတမ်းမြင့်မြတ်နေတာကြောင့်တင့်ဘဝဟာလည်းအစင်တန်းမြင့်မြတ်နေမှာပါ။ဒီနေ့တာလုံးစားဝတ်နေရတဲ့ပူပန်စရာမလိုပဲပြည့်စုံကံကောင်းခြင်းတဲ့ဆိုရင်နှစန်းတရနေ့ရဲ့လူဒန်းမှုကုတုကိုလက်လွတ်မခံပါနဲ့အများကောင်းစားဖို့လှုပ်ဆောင်တဲ့လူကိုလောကကြီးကအမြဲတမ်းပြန်လဲစောက်ရှောင်လေးရှိပါနဲ့နောက်ဆုံး9ချက်မြောက်အချက်အနေနဲ့ကတော့မိမိရဲ့နေအိုင်နဲ့ဖျားเจ้าဆောင်ကိုတန်ရှင်းရေးလုပ်ပြီးပန်းရေချမ်းစီမီတွေနဲ့အသက်ထမ်းပူဇော်ခြင်းဖြစ်ပါတယ်အိမ်ရဲ့တန်ရှင်းမှုကလပ်နတ်မင်းဒီကိုဖိတ်ခေါ်ရရောက်တယ်လို့ဖျားရှင်ကိုအာယုံပြုပြီးပတိစိတ်ခြင်းတရားဘာဝနာပွားများခြင်းဟာတင့်ရဲ့စိတ်ဝိညာဉ်ကိုမြင့်မြတ်စေပါတယ်အိမ်ထဲကဖုံရီအမိုက်တွေကိုရှင်းလင်းတယ်လို့ပဲတင့်စိတ်ထဲကမကောင်းတဲ့အတွေးတွေကိုလည်းရှင်းထုတ်လိုက်ပါဖျားเจ้าဆောင်ကိုတန်ရှင်းလက်ဆက်တဲ့ပန်းတွေနဲ့ဝေးဝေးဆာဆာပူဇော်ပါစီမီတွေထွန်းညီပြီးဘဝလန်းခီလင်းထင်ပါစေလို့ဆုတောင်းပါဒီလိုဘာသာရေးအလေးကျင့်တွေပြုလုပ်ခြင်းဟာတင့်ကိုတည်ငြိမ်မှုပေးပြီးစင်ကျင်တုံတရားရစေပါတယ်ညနေပိုင်းမှာမိသားစုအားလုံးစုပေါင်းပြီးပရိတရားတော်တွေနာကြားခြင်းဂုဏ်တော်တွေရွတ်ဆိုခြင်းကအိမ်တွင်းမှာအေးချမ်းတဲ့စွမ်းရည်တွေကိုစီစဉ်စေပါတယ်။ဒါဟာတနစ်တာလုံးအတွက်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ကံနှုံးခြင်းတွေကိုခိုင်မြဲစေမယ့်နည်းလမ်းပါပဲ။မိမိရဲ့နေအိမ်ဟာအမြဲတမ်းတန့်ရှင်းအေးချမ်းနေရင်စီးပွားလက်လာပါတွေကလည်းအလိုအလျောက်ဆက်ရောက်လာတတ်ပါတယ်။ဖះเจ้าဆောင်မှာအမွေးနံသားတွေနဲ့ပူဇော်ခြင်းကတင့်ရဲ့ဘုံကံကိုတိုးစေပြီးဘေးရန်ကင်းစေပါတယ်။ဒီချက်၅ချက်ကိုနှစ်ဆန်းတရက်နေ့မှာစနစ်တကျနဲ့စေရနာပါပါလှုပ်ဆောင်မယ်ဆိုရင်တင့်ရဲ့တနစ်တာလုံးဟာကြုံသမျှအခက်အခဲတွေကိုကျော်လွှားနိုင်ပြီးလူအင်စန္ဒာတွေပြည့်ဝကအောင်မြင်မှုအနန္တကိုပိုင်ဆိုင်ရပါလိမ့်မယ်။
နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အားလုံးထက်သားလုံးတဲ့ကံကောင်းခြင်းတွေကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်